အားလုံးပဲမင်္ဂလာပါတခါတုန်းကလေရင်တစ်စင်းဟာအမြင့်ပေ2400လောက်မှပြန်တန်းနေရင်အမိုးပွင့်ထွက်သွားခဲ့ပူပါတယ်ခီးတဲ့တင်လေရင်တစ်စင်းဟာပြန်တန်းနေစဉ်မှာပဲကိုတဲကလေထဲမှာလွင့်စင်ပျက်စီးသွားပြီးလိုက်ပါစီးနှင်းသူတဲကတအုပ်ကလွှဲရင်ကျန်တဲ့သူအားလုံးအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်လေဒီခုံသူတယောက်ဟာအမြင့်ပေ4000ကျော်ကခုံဆင်းလာပြီးလေဒီမပွင့်ခဲ့ပေမဲ့အသက်ရှင်နိုင်ခဲ့ပါတယ်ဒီနေ့မှာတော့တင်တို့ကိုဒီလိုမျိုးမဖြစ်နိုင်တော့တဲ့အခြေအနေတွေကနေအသက်ရှင်ကျန်နိုင်ခဲ့ကြတယ်။ကမ္ဘာတဝန်းကကံအကောင်းဆုံးလူသားတွေရဲ့ဖြစ်ရပ်တွေကတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့အစင်းသင်းဖြစ်ပြီးဆိုရင်အခုပဲစလိုက်ကြရအောင်ပါ။အစီအစဉ်လေးမစတင်ခင်မှာ channel လေးကို like and subscribe လုပ်ပေးခဲ့ပြီးဗီဒီယိုကို VPN လေးခံကြည့်ပေးဖို့ပါတပါးတည်းတောင်းဆိုလိုက်ရပါတယ်။ဒီအမျိုးသားကတော့သူ့ဘာသာသူလမ်းလျှောက်လာနေတော့ TV အစီအစဉ်တစ်ခုရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုမှာပါဝင်လာခဲ့ပါတယ်။2013ခုနှစ်တုန်းကအသက်83အရွယ် Robert McDonald ဆိုတဲ့ဒီအမျိုးသားဟာရုတ်တရက်ပျောက်ဆုံးသွားပြီး16နာရီကြာရှာဖွေခဲ့တဲ့အထိဘာသတင်းအစအနမှမရခဲ့ပါဘူး။ဒီလိုနဲ့သတင်းတင်ဆက်သူတွေကနောက်ဆုံးရသတင်းတွေတင်ဆက်နေချိန်မှာတော့အခုလိုဖြစ်ရမျိုးဖြစ်ပွားလာခဲ့ပါတော့တယ်။ကျွန်တော်တို့အနောက်မှာရှိနေတဲ့ဒီလူကြီးမင်းက Robert McDonald ပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နောက်ဆုံးဓာတ်ရိုက်ထုတ်လွှင့်မှုတင်ဆက်နေစဉ်မှာပဲဒီအမျိုးသားဟာလမ်းလျှောက်လာတာတွေ့ခဲ့ရပြီးတာဝန်ရှိသူတွေရဲ့အဆိုအရသူဟာစိတ်ဝေဒနာခံစားနေရတယ်လို့16နာရီကြောကြာအောင်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဝါဒါတွေကလည်းသူ့ကို Robert McDonald ဖြစ်ကြောင်းအတည်ပြုနေကြပြီဖြစ်ပါတယ်။ပြောရရင်တော့အတော်လေးကိုတိုက်ဆိုင်လွန်းလာတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ဒါပေမဲ့အခုဖြစ်ရပ်ကိုလည်းကြည့်ရှုကြည့်လိုက်ပါဦး။အသက်16နှစ်အရွယ်ကိုသမား Ivan Zaborowski ဟာအဲ့ဒီနေ့ကပွဲထွက်ကစားခဲ့ရပြီးသူ့အနေနဲ့ဘာတွေကြုံခဲ့ရမလဲဆိုတာဘယ်သူမှမခံမှန်းမိခဲ့ကြပါဘူး။ကိုသမားဟာလူငယ်အသင်းနဲ့မော်စကိုမြို့ပြင်ဘက်ကဘောလုံးကွင်းမှာသွေးပူလေးချင်ကန်ဆင်းနေရင်မိုးကြိုပစ်ခံရပြီးသတိမေ့လဲကျသွားခဲ့ပါတယ်။အန်အိုဘိုကောင်းစွာပဲဒီကောင်လေးဟာရုတ်တရက်မိုးကြိုပစ်ခံရပြီးနောက်အခြေအနေတွေကရိုးရိုးသေးသေးဖြစ်သွားပေမဲ့မယုံနိုင်စရာပဲရက်တပတ်3ပတ်အကြာမှာအိုင်ဗန်ဟာဘာမှမဖြစ်ခဲ့သလိုဘောလုံးကွင်းပေါ်ပြန်လဲခြေချလာနိုင်ခဲ့ပါတယ်။သတင်းတင်ဆက်သူတွေကမိုးကြိုပစ်ခံရချိန်ဘယ်လိုခံစားခဲ့ရလဲမေးမြန်းချိန်မှာတော့သူကလည်းမီးလောင်တန်းရာကိုပြရင်အဲ့ဒီအချိန်တုန်းကအသက်ရှူဖို့တောင်အလွန်ခက်ခဲခဲ့ကြောင်းပြောလာခဲ့ပါတယ်။နောက်ထပ်အန်အောစရာဖြစ်ရပ်တစ်ခုကတော့အမျိုးသားတစ်ယောက်ဟာနှင်းလျှောစီးနေရင်မတော်တဆပြုတ်ကျလာတဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။2016ခုနှစ်တုန်းက Devin Stratton ဟာယူတာပြည်နယ်ကတောင်ကဘာတစ်ခုမှာနှင်းလျှောစီးနေရင်ရုတ်တရက်ပြုတ်ကျလာခဲ့ပြီးပြုတ်ကျလာတဲ့အမြင့်ဟာ15တက်တိုက်အမြင့်လောက်ရှိပါတယ်။ဒါပေမဲ့ကံကောင်းစွာပဲ Devin ဟာ152ပေအမြင့်ကနေပြုတ်ကျလာပေမဲ့ကြည်ရလေးတစ်ခုတောင်မရခဲ့ပဲအသက်ရှင်လွတ်မြောက်လာခဲ့ပြီးအဲ့ဒီနောက်မှာတော့သူ့ရဲ့ပျောက်သွားတဲ့စကိတ်တစ်ဖက်ကိုရှာဖို့အချိန်9နာရီလောက်ကြာမြင့်သွားခဲ့ရသေးတယ်ဆိုပါတယ်။တကယ်ကိုကံကောင်းလွန်းတဲ့လူသားတစ်ယောက်လို့ဆိုရမှာပါ။ဒီအမျိုးသားကတော့ကျင်းစာတင်နေတယ်လို့တောင်ဆိုရမလားပါပဲ။အကြောင်းကတော့သူဟာလေရင်ပြက်ကျမှုမှာ3ချိန်တိတိပါဝင်နေခဲ့တာဖြစ်လို့ပါပဲ။လွန်ခဲ့တဲ့နှစ်အတန်းကြာ1996ခုနှစ်လော့အန်ဂျလိကအမျိုးသားဟာရဟရင်ပြက်ကျမှုနဲ့ကြုံတွေ့ခဲ့ရပေမဲ့အသက်ရှင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်2000ခုနှစ်မှာလေပြင်းတိုက်ခတ်မှုကြောင့်သူစီးလာတဲ့လေရင်ဟာအရေးပေါ်ဆင်းသက်ခဲ့ရသလိုခီးသည်100တင်လာတဲ့ Boeing 737လေရင်နဲ့တိုက်မိမလို့ဖြစ်သွားခဲ့ပါတယ်။ဒါတင်မကသေးပဲလေရင်ဟာပြေးလန့်မှားယွင်းဆင်းသက်ခဲ့သေးပြီး2015ခုနှစ်မှာလည်းသူဟာကံကောင်းလို့သာအသက်ရှင်ခဲ့ရတယ်လို့ဆိုရမှာပါ။အကြောင်းကတော့သူဟာ2ယောက်စီးရှေးအောင်လေရင်နဲ့အမြင့်ပေ3000မှာပြန်တန်းနေတော့ရုတ်တရက်လေရင်အင်ဂျင်ချို့ယွင်းသွားပြီးပြတ်ကျလာခဲ့ပါတယ်။ကံကောင်းစွာပဲပြတ်ကျလာနေတော့မှတစ်မင်တပင်နဲ့ရိုက်မိခဲ့ပြီးလေရင်ကလည်းအနားကဂေါက်ကွင်းတစ်ခုတည်းပြုတ်ကျသွားခဲ့ပါတယ်။ကယ်ဆယ်ရေးတွေလည်းအခင်းဖြစ်ရာကိုအလင်းအမြန်ရောက်လာပြီးကယ်ဆယ်မှုတွေပြုလုပ်ခဲ့ကြသလိုအဲ့ဒီအမျိုးသားကိုလည်းလေရင်တဲကကယ်ထုတ်ရင်ဆေးရုံအမြန်ပို့လိုက်ရပါတယ်။အဲ့ဒီအမျိုးသားကတော့တခြားသူမဟုတ်ပဲနာမည်ကျော်တရုတ်ဆောင် Harrison Ford ပဲဖြစ်ပြီးတင်းတို့လည်းဒီမင်းသားကြီးကိုအင်ဒီယာနာဂျုံနဲ့ဟန်ဆိုလိုစတဲ့ဇာတ်ကားတွေမှာမြင်တွေ့ကြဘူးမှာပါ။သူဟာကံကောင်းလွန်စွာပဲလေရင်ပြတ်ကျမှု3ချိန်တိုင်တိုင်ကြုံတွေ့ခဲ့ရတာတော့အသက်ရှင်နိုင်တဲ့ရှာရှာပပလူသားတစ်ယောက်လို့ဆိုရမှာပါ။ Iran Land Worthy ဆိုတဲ့အမျိုးသမီးတဦးဟာဆွမ်းသားသူဘဝကနေမတော်တဆမှုတစ်ခုကြောင့်အသက်ရှင်လွတ်မြောက်သူဘဝကိုစက္ကန့်အနည်းငယ်မှာပဲကူးပြောင်းသွားခဲ့ရပါတယ်။ဖြစ်စဉ်ကတော့2012တုန်းကသူမဟာဇမ်ဘီယာနိုင်ငံမှာအပန်းဖြေခီးထွက်နေတော့ဇမ်ဘီစီမြစ်ရဲ့ပေ360အမြင့်ကတရားတစ်ခုမှာဘန်ဂီဂျမ်ပင်းလို့ခေါ်တဲ့ကစားနည်းတစ်ရက်ကစားနေခဲ့ကြပြီးသူမရဲ့အရှိမလူ14ယောက်ကတော့အောင်မြင်စွာခုန်ချနိုင်ခဲ့ကြပေမဲ့သူမအလှည့်မှာတော့အရှိကလူတွေနဲ့ကန်တရားချင်းကွာခြားသွားခဲ့ပါတယ်။သူမရဲ့အခြေအနေကအထက်30လောက်မြင့်တဲ့တိုက်တလုံးပေါ်ကနေခုန်ချခဲ့တယ်လို့ဖြစ်နေပြီးကံကောင်းစွာပဲပကုံးအစ်စ်လွဲဒဏ်ရာနဲ့နောက်ကျောကအညိုမဲဒဏ်ရာအချို့ကလွဲရင်ဘာတစ်ခုမှကြီးကြီးမားမားမထိခိုက်ခဲ့ပါဘူး။အခုပြောပြမယ့်မရိန်းတပ်တွေကဖြစ်ရက်ကလည်းယုံကြည်ရခက်တဲ့ဖြစ်ရက်တစ်ခုလို့ဆိုနိုင်ပါတယ်။အကြောင်းကတော့အဲ့ဒီအမျိုးသားဟာမတင်တော်တဲ့အချိန်မှာမတင်တော်တဲ့နေရာကိုရောက်နေခဲ့လို့ပါပဲ။အဲ့ဒီအမျိုးသားဟာဥကောင်းကိုကြီးစံမှန်သွားပေမဲ့အုတ်ထုတ်ဝစ်ထားတာကြောင့်ကံကောင်းစွာပဲဘာမှကြီးကြီးမားမားမထိခိုက်သွားခဲ့ရပါဘူး။မဟုတ်ရင်တော့ဗီဒီယိုတွေကအခြေအနေတွေကအခုလိုမဟုတ်ပဲတမျိုးတစ်ပုံပြောင်းလဲနေမှသိကြပါတယ်။ဒီအသက်ရှင်လွတ်မြောက်မှုကလည်းယုံနိုင်စရာမရှိဘူးလို့တောင်ဆိုရမှာပါ။အကြောင်းကတော့စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတဦးဟာသူ့ရဲ့လက်ဘော်ဂနီကားနဲ့ရေမတော်တဆမှုတစ်ခုကြုံခဲ့ရပြီးကားကတော့အတော်လေးပျက်စီးသွားပေမဲ့သူကတော့အခုမြင်တွေ့ရသလိုပဲဖုန်းပြောနေသေးဖြစ်ပါတယ်။2014စက်တင်ဘာလရဲ့မိုးတဲနေတဲ့တရက်မှာသူကအဝေးပြေးလမ်းပေါ်တနင်္လာရီ63မိုင်နှုန်းနဲ့အရှိန်မြင့်မောင်းနှင်လာပြီးအဲဒီနောက်မှာတော့ကားကိုမထိန်ချုပ်နိုင်တော့ပဲလမ်းဘေးကတစ်ပင်ကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်မိခဲ့တာပဲဖြစ်ပါတယ်။
သူ့ရဲ့ကားကတော့အခုမြင်တွေ့ရတယ်လို့ပဲနှစ်ချမ်းကွဲသွားပြီးအန်အိုးဖို့ကောင်းစွာပဲအဲ့ဒီအမျိုးသားဟာကားအပြင်ကိုလွင့်စင်ထွက်သွားပြီးသူ့ရဲ့ကားနှစ်ချမ်းကွဲထွက်သွားတာကိုမျက်မြင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်အဲ့ဒီထက်ပိုထူးဆန်းတာကတော့တာမန်လူတယောက်အနေနဲ့ကယ်ဆယ်ရေးကိုဖုန်းဆက်အကူအညီတောင်းလောက်ပေးမယ်လေသူကတော့အဲ့ဒီအစားအာမခံကုမ္ပဏီကိုဖုန်းဆက်နေခဲ့တာပဲဖြစ်ပါတော့တယ်တကယ်ကိုစီးပွားရေးသမားစစ်စစ်လို့ဆိုရမှာပါပဲတခါတုန်းကလည်းစစ်တနီသောမတ်ဆိုတဲ့ထရက်ကားရေမောင်းအမျိုးသမီးဟာမတော်တဆမှုတစ်ခုကြောင့်အသက်ဆုံးရှုံးရမလို့ဖြစ်ခဲ့ပူပါတယ်2024တုန်းကစစ်တနီဟာသူမရဲ့ထရက်ကားကိုကလပ်အထိမ်းမှတ်တရားကနေမောင်းနှင်လာနေတော့ပစ်ကပ်ထရက်ကားတစ်စီးဟာသူမရဲ့လမ်းကြောင်းနဲ့ရုတ်တရက်လမ်းကြောင်းပြောင်းဝင်လာပြီးအဲ့ဒီနောက်မှာတော့ရင်တိုက်မှုတစ်ခုနဲ့အတူသူမရဲ့ထရက်ကားကလည်းတရားကိုတနအီ45မိုင်နှုန်းနဲ့ဝင်တိုက်သွားခဲ့ပြီးစစ်တနီလည်းတေမင်းနှကန်းဝရောက်သွားခဲ့တယ်လို့ဆိုရမှာပါသူမရဲ့ကားဟာအခုမြင်တွေ့နေရတယ်လို့ပဲတရားပေါ်မှာတွဲလောင်းဖြစ်နေပြီးစစ်တနီဟာမြင့်ရဲ့အပေါ်ဘက်ပေတရာလောက်အမြင့်ကထရက်ကားထဲပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းစွာပဲကယ်ဆယ်ရေးတွေရောက်လာတဲ့အထိထရက်ကားဟာမပြုတ်ကျခဲ့သလိုသူမကိုလည်းအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြပါတယ်အဲ့ဒီပြင်သူမဟာရေလဲမကူးတတ်ဘူးလို့ဆိုပါတယ်ဒါကြောင့်လဲသူမဟာကယ်ဆယ်ရေးလာရောက်ကယ်တင်ပေးခဲ့တဲ့အထိ45မိနစ်တိုင်အဲ့ဒီပုံစံအတိုင်းမလုံမရှက်ဆောင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်စစ်တနီရဲ့အဆိုအရယနေ့အချိန်ထိလဲသူမဟာအဲ့ဒီတရားကိုဖျက်ပြီးကားမမောင်းရဲသေးဘူးလို့ဆိုပါတယ်ဒီအမျိုးသားကတော့အသက်တင်မကပဲအရာအလုံးဆုံးရှုံးရလို့နှီးပါဖြစ်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်တကယ်လို့သာသူ့အနေနဲ့အခုလိုကံမကောင်းခဲ့ရင်တန်တိုင်တွေနောက်မှာဘဝဆုံးသွားရမှာအသေးကြပါပဲပြစ်စင်ကတော့2003ခုနှစ်တုန်းက24နှစ်အရွယ်ဂျန်ကာတလန်ဆိုတဲ့အမျိုးသားဟာလော့အန်ဂျလိကမိန်းကလေးတဦးတေဆုံးမှုမှာတရားခံအဖြစ်မှားယွင်းဆွဆွဲခံခဲ့ရတာဖြစ်ပြီးဂျန်ကလည်းအခင်းဖြစ်ပွားရာညတုန်းကသူ့ရဲ့သမီးနဲ့အတူအာကစားကွင်းထဲရောက်နေတယ်လို့အလီပိုင်ထွက်ဆိုခဲ့ပြီးအာကစားပွဲလက်မှတ်ပါပြသနိုင်ခဲ့ပေမဲ့တရားရုံးကထောင်ဒဏ်တစ်သက်ကြခံစေဖို့အမိန့်ချမှတ်ခဲ့ပြီးသူ့အနေနဲ့အသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့မဖြစ်နိုင်တော့ဘူးလို့တောင်ဆိုရမှာပါဒါပေမဲ့ပြစ်ဒဏ်ချမှတ်ခံရပြီး6လလောက်ကြာတဲ့အထိသူ့ရဲ့ရှေ့နေကတော့လက်မလျှော့ခဲ့ပဲဂျန်အပြစ်ကင်းကြောင်းပြသနိုင်မှုလုံခြုံရေးမှတ်တမ်းတွေကိုနိုင်ပေါင်းများစွာပြန်လည်ကြည့်ရှုခဲ့ပြီးကံကောင်းစွာပဲဟာတာသရုပ်ဆောင်လယ်ရီဒေးဗစ်ကလည်းသူ့ရဲ့ရှိုးတစ်ခုအတွက်အပိုင်းဆက်တစ်ခုကိုအဲ့ဒီညတုန်းကရိုက်ကူးနေခဲ့ပြီးတိုက်ဆိုင်စွာပဲထိုင်ကုန်9800ရှိနေတဲ့အထက်မှာအဲ့ဒီသရုပ်ဆောင်ဟာဂျန်နားထိရောက်သွားခဲ့တာပဲဖြစ်ပါတယ်ဒီတော့ဂျန်လည်းကင်မရာရိုက်ကူးမှုတွေပါဝင်သွားရပြီးဒီလိုနဲ့နောက်9ရက်အကြာမှာတော့တရားသူကြီးကလည်းဆွဲချက်တွေအလုံးကိုပယ်ဖျက်ပေးရင်ဂျန်ကိုအမှုနဲ့ဘာမှမပတ်သက်ကြောင်းဆုံးဖြတ်ပေးခဲ့ပါတော့တယ်နောက်ဆုံးမှာတော့ဒီဖြစ်ရက်ကလည်းပဲအမှုမှန်ပေါ်ပေါက်သွားခဲ့ရပြီးရာဇဝတ်သားအစ်စ်ကိုလည်းဖမ်းဆီးမိခဲ့သလိုဂျန်ကိုလည်းမှားယွင်းဆွဆွဲခံရမှုအတွက်နင်နာကြီးဒေါ်လာ3,200,000ပေးအပ်ခဲ့ပါတော့တယ်ဂျန်အတွက်ကတော့အလကားနေရင်အမှုပတ်ပြီးကံကောင်းလွန်းလို့သာဘဝမပြတ်ခဲ့တာလို့တောင်ဆိုရမှာပါရွန်ဟန်ဆိုတဲ့ဒီအမျိုးသားကလည်းကံကောင်းလွန်းသူလို့ဆိုနိုင်ပါတယ်သူကအဆိုးရွားဆုံးသောဆောက်လုပ်ရေးမတော်တဆမှုတစ်ခုကနေအသက်ရှင်လွတ်မြောက်လာခဲ့သူဖြစ်ပြီး2003ခုနှစ်တုန်းကရွန်ဟာလီကားပေါ်တရင်ဒရေးနဲ့အပေါက်ဖောက်နေတုန်းမထင်မှတ်ထားတဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတော့တယ်လီကားဟာရုတ်တရက်လဲကျသွားခဲ့ပြီးလက်ထက်ကလွတ်ကျသွားတဲ့လွန်ပူဇက်ဟာအမြင့်ကပြုတ်ကျလာတဲ့ရွန်ရဲ့မျက်နှာကိုထိုးပေါက်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဥကောင်းမှာလွန်ပူဇက်စိုက်ဝင်နေတဲ့ရွန်ကိုကယ်ဆယ်ရေးတွေကလည်းလေရင်နဲ့ဆေးရုံစီအမြန်ခေါ်သွားရပြီးအရေးပေါ်ကွဲစိတ်မှုဆောင်ရွက်ခဲ့ရပါတယ်။ X-ray စစ်ဆေးမှုတွေရအဲ့ဒီလွန်ပူရဲ့အသွားဟာမျက်လုံးကိုဖောက်ဝင်ပြီးအုံနောက်ကိုလည်းထုတ်ချင်းပေါက်ဖြတ်ဝင်သွားရမယ့်အစားဘေးဘက်ကိုတွန်းပို့သလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ပဲရွန်လည်းတေဘေးကနေလက်မတင်လေးလွတ်မြောက်လာခဲ့ရပြီးသူ့အနေနဲ့တော့အိမ်မက်ဆိုးမှတ်နေသလိုခံစားရမှာအသေးကြပါပဲ။ဗီတိုရီယာဆိုတဲ့ဒီအမျိုးသမီးရဲ့ဖြစ်ရက်ကလည်းအတော်လေးထူးဆန်းလှပါတယ်။အကြောင်းကတော့သူမရဲ့ခင်မုန်းကိုယ်တိုင်ကအထူးဆန်းဆုံးနီလန်တစ်ခုနဲ့သူမကိုတပ်ပြတ်ပစ်ဖို့ကြိုးစားခဲ့ပြီးကံကောင်းလွန်းလို့သာအသက်ရှင်လွတ်မြောက်ခဲ့ရတာကြောင့်ပါပဲ။ဗီတိုရီယာနဲ့သူမရဲ့ခင်မုန်းအီမိုင်းဟာနှစ်အတန်ကြာအောင်အတူတကွလေဒီခုန်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့နောက်ွယ်မှာတော့အီမိုင်းဟာအခြားသောအမျိုးသမီးတဦးနဲ့ဇလန်းတွေရှိနေပြီးအဲ့ဒီနောက်မှာတော့ဗီတိုရီယာကိုအပြတ်ရှင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။2015ခုနှစ်ရဲ့တခုသောတနင်္ဂနွေနေ့မှာလေဒီခုန်ဖို့မသွားကြခင်သူဟာအစီအစဉ်တစ်ခုကိုကောက်ကျစ်စွာစီစဉ်ခဲ့ပါတော့တယ်။အဲ့ဒါကတော့သူဟာဇနီးတဲ့ရဲ့လေဒီကိုအမှတ်မတင်ယူသွားပြီးကျိုးတွေကိုကက်ကြီးနဲ့ဖျက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဗီတိုရီယာလည်းပေ4000အမြင့်ကနေခုန်ချလိုက်ချိန်မှာတော့သူမလည်းမြေပြင်ပေါ်ကိုတနအီမိုင်60နှုန်းနဲ့ပြုတ်ကျလာပြီးတေဆုံးရုံကလွှဲရင်အခြားမရှိတော့ကြောင်းနားလည်သွားခဲ့ပါတယ်။ဒါပေမဲ့ကန်တရားကတော့သူမကိုတေဆုံးခွင့်မပေးခဲ့တာကြောင့်ဗီတိုရီယာလည်းအသက်ရှင်လွတ်မြောက်လာခဲ့ရပါတယ်။ကြားရတာတော့ယုံနိုင်စရာမရှိပေမဲ့သူမဟာကွင်းမြင်အလဲကချုံမုတ်တွေတဲ့တနက်မမတ်ကိုပြုတ်ကျလာခဲ့တာဖြစ်ပြီးသူမလည်းအသက်ရှင်ခွင့်ရသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူမလည်းစေကူတာမှုခံယူနေတော့ရဲတွေကလည်းဒီဖြစ်စဉ်အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးအဲ့ဒီနောက်မှာတော့သူမခင်မုန်းကိုစစ်ဆေးခဲ့ကြသလိုသူဟာဒီဖြစ်ရဖြစ်ပွားပြီးနောက်တရက်မှာပဲသူမရဲ့အသက်အာမခံကြေးတွေထုတ်ယူသွားကြောင်းသာမကပဲလေဒီချိုယွင်းရတဲ့အကြောင်းရင်းကိုပါအချိန်အနည်းငယ်အတွင်းမှာပဲဖော်ထုတ်နိုင်ခဲ့ပါတော့တယ်။သက်သေတွေခိုင်လုံသွားချိန်မှာတော့သူလည်းမငင်းတာတော့ပဲအပြစ်မှန်အတိုင်းဝန်ခံသွားရပြီးသူဟာလေဒီမခုံငယ်အချိန်အနည်းငယ်အလိုတန့်စင်ကန်းနဲ့ဝင်ရင်လေဒီကျိုးတွေဖျက်ပစ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီအမျိုးသားလေးဖမ်းဆီးခံရရင်ထောင်ဒဏ်တစ်သက်ချမှတ်ခံလိုက်ရပါတော့တယ်။တကယ်ကိုမယုံနိုင်စရာကောင်းလို့နဲ့ပြည့်ရလို့ဆိုရမှာပါ။ဒါကတော့တမိုင်းတစ်လျှောက်အထူးဆန်းဆုံးသောအသက်ရှင်လွတ်မြောက်မှုတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။1988ဧပြီ28ရက်နေ့လယ်ခင်းတုန်းကအီလိုဟာလေကြောင်းလိုင်း Flight 243ဟာမာဝီကျွန်းကာဟူလိုင်လေဆိပ်မှာအရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့ရပါတယ်။ဒီလေယာဉ်ဟာပီလိုလေဆိပ်ကနေ35မိနစ်ကြာခရီးစဉ်ကိုပြန်တန်းနေချိန်မှာပဲအဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရပြီးအဲ့ဒါကတော့အမြင့်ပေ2400ရောက်ချိန်မှာပဲလေယာဉ်ဟာပောက်ကွဲမှုတစ်ခုဖြစ်သွားပြီးလေယာဉ်တစ်စင်းလုံးခါရမ်းသွားရင်အားလုံးလည်းထိတ်လန့်ကုန်ကြပါတယ်။
အဲ့ဒီအချိန်မှာပဲတနင်္ဂနွေမိုင်300နှုန်းနဲ့ပြန်တန်းနေတဲ့လေရင်ရဲ့အမိုးကပါလေထဲမှာလွင့်စင်ထွက်သွားပြီးခီးသည်တွေလည်းတုံ့နှုတ်ချောက်ချနေခဲ့ကြပါတော့တယ်လေရင်မှုလည်းဒီအခြေအနေတွေကြောင့်အရေးပေါ်ဆင်းသက်ဖို့ဆုံးဖြတ်ခဲ့ရပြီးအံ့ဩဖို့ကောင်းစွာပဲဒီဖြစ်ရမှာခီးသည်တဦးမှမသေးဆုံးခဲ့ပေမဲ့ကလာရာဘယ်လီဆိုတဲ့လေရင်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကတော့လေရင်အပြင်ဘက်ကိုလွင့်စင်ထွက်သွားပြီးသေဆုံးခဲ့တယ်လို့သူမအယ်လိုဝါလေကြောင်းလိုင်းမှာလောက်ကင်လာတာ38နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနေ့ကလေရင်မှာစုစုပေါင်း65ဦးလိုက်ပါလာပြီးသူမတစ်ယောက်တည်းသာသေဆုံးခဲ့တာဖြစ်ပါတယ်နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေအရလေရင်ရဲ့ကိုယ်ထဲမှာသတိမပြုမိနိုင်လောက်တဲ့အကြောင်းတစ်ခုရှိနေတာဖြစ်ပြီးဒါကြောင့်ပဲအမိုးပိုင်းဟာလွင့်စင်ထွက်သွားရတာဖြစ်ပါတယ်တကယ်လို့အဲ့ဒီလေရင်မှာကျွမ်းကျင်လေရင်မှုမပါလာခဲ့ရင်တော့အခုပြောနေတဲ့အယ်လိုဝါလေကြောင်းလိုင်း Flight 243ရဲ့အံ့ဩဖွယ်ဆင်းသက်မှုဆိုတာကလည်းရှိလာတော့မှာမဟုတ်တာသိကြပါတယ်ဒီနေ့မှာတင်တို့ကိုတင်ဆက်ပေးသွားခဲ့တာကတော့မဖြစ်နိုင်တဲ့အခြေအနေတွေကနေအသက်ရှင်လွတ်မြောက်လာခဲ့ကြတဲ့ကမ္ဘာတလွှားကကံအကောင်းဆုံးလူသားတွေတဲကတချို့ကိုစူးစီးတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်တင်တို့လည်းတင်ဆက်ပေးသွားတဲ့တဲကဘယ်ဖြစ်ရတွေကိုအားအသင့်ဆုံးဖြစ်ခဲ့မိတယ်ဆိုတာကွန်မန့်မှာပြောပြပေးသွားခဲ့ကြပါအောင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်